Hello အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ပြည်သူ့မှုတာအဖွဲ့ဝင်ရွှေစင်ဖြစ်ပါတယ်ရှင်ညီမဒီနေ့မှာဆိုလို့ရှိရင်လည်းပေါ့နော်ညီမက moral and civics တို့ခေါ်ရဲဇာတိနဲ့ပြည်သူ့နီတိအကြောင်းအရာလေးကိုလည်းထပ်ပြီးတော့အနည်းငယ်ရှင်းပြပေးချင်ပါတယ်ရှင်အရင်တစ်ပတ်ကဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ညီမက moral ဆိုတာဘာလဲ civics ဆိုတာဘာလဲဆိုတာညီမတို့ရှင်းပြပေးထားပါတယ်ပြီးတော့ the core values of moral the core values of civics ဒီဟာတို့သင်ကြားခြင်းရဲ့အကျိုးကျေးဇူးတွေအကျိုးကျေးဇူးတွေကိုညီမပြောပြပေးခဲ့ပေါ့နော်ဟုတ် ဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ညီမကဘယ်လိုအကြောင်းအရာလေးပြောပြတင်လဲဆိုတော့လူတစ်ယောက်မှာရှိသင့်ရှိထိုက်တယ်လူတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့အခြေခံသဘောတရားလေးခုနှစ်ချက်ကိုညီမကရှင်းပြပေးခြင်းပါတယ်ရှင်ဟုတ်ဒီအခြေခံသဘောတရားလေးခုနှစ်ချက်မှာဆိုလို့ရှိရင်နံပါတ်1အချက်လေးကဘာလဲဆိုရင် empathy စာနာမှုနံပါတ်2အချက်လေးက honesty ရိုးသားမှုနံပါတ်3က integrity သစ္စာရှိမှုနဲ့နံပါတ်4အချက်လေးကကြတော့ respect လေးစားမှုနံပါတ်5ကကြတော့ responsibility တာဝန်ရှိမှုနံပါတ်6က compassion ဂရုဏာရှိမှုနဲ့နံပါတ်9ကကြတော့ fairness မျှတမှုလို့ဖြစ်ပါတယ်ရှင့်အဲ့တော့ဒီအခြေခံသဘောတရားလေး9ချက်မှာဆိုလို့ရှိရင်လူတစ်ယောက်ချင်းစီမှာရှိသင့်ရှိထိုက်တဲ့အခြေခံသဘောတရားလေး9ချက်ပေါ့နော်အဲ့တော့အခြေခံသဘောတရားလေး9ချက်ကိုတစ်ချက်ချင်းစီမှာဘာတွေလဲဆိုတာညီမအနေနဲ့ထပ်ပြီးတော့ရှင်းပြပေးခြင်းပါရဲ့ဟုတ်ကဲ့ပါရှင်အဲ့တော့ပထမတစ်ချက်ကလေးကဘာလဲဆိုတော့ empathy စာနာမှုဆိုတာဘယ်လိုအဓိပ္ပာယ်လဲ understanding and sharing other feeling စာနာမှုဆိုတဲ့ဒါသူတစ်ပါးရဲ့ခံစားချက်ကိုနားလည်ပြီးတော့မျှဝေတာတပါးသူတွေရဲ့ခံစားချက်မှာဘယ်လိုခံစားချက်တွေရှိနေလဲအဲ့လိုခံစားချက်ကိုကိုယ်တိုင်ကသူဖြစ်နေခံစားချက်ကိုဖြစ်နေသူလိုပဲကိုယ်တိုင်ကနားလည်ပြီးစာနာပေးရအဲ့လိုစာနာပေးပြီးတော့မှပြန်ပြီးတော့သူရဲ့ခံစားချက်တွေအားလုံးမျှဝေပြီးတာပြောမယ်ဆိုလို့ရှိရင် positive vibe ဆောင်တဲ့အရာလေးတွေပြောပြရလို့เนาะပြီးလို့ရှိရင်စာနာစိတ်ရှိရဆိုတော့ဥမာဒီပုံလေးထဲမှာဆိုလို့ရှိရင်မိုးရွာနေမိုးရေထဲမှာเนาะမိုးရေဆိုနေတဲ့တရိတ်ဆန်လေးအပေါ်မှာဒီကလေးလေးရဲ့စာနာစိတ်ဘယ်လောက်ရှိလဲဆိုလို့ရှိရင်ထီလေးသွားမိုးပေးလိုက်တာဟောလူချင်းမှာဆိုလို့ရှိရင်ဒီမှာလဲကြနေရဲ့ပြိုလဲနေရဲ့အဲ့လိုဖြစ်နေလူကိုဆွဲထူပြီးတော့သူ့ဘိုးဆက်ထပ်ပြီးတော့သူ့စိတ်လေးတွေပြန်ပြီးပြောရမှာဆိုရင် positive vibe ပြန်ဆောင်လာပြန်ပြီးတော့သူ့ရဲ့စိတ်လေးတွေကပြန်ပြီးတော့တန်မာလာအောင်ကိုကကူညီပေးရနားလည်ပေးရပို့ပြီးတော့ကိုကအားပေးပေးရနော်အဲ့ဒါ empathy လို့ခေါ်တယ်အဲ့လိုအရာမျိုးอ่ะစာနာမှုလို့ခေါ်တယ်နောက်တစ်ချက်ကလေးကကြတော့ honesty ဆိုတာက truthfulness and transparency truthfulness နဲ့ transparency ဆိုတဲ့အတိုင်းပဲရိုးသားတာသစ္စာရှိတာနဲ့ပွင့်လင်းမြင်သာတာလို့ခေါ်တယ် honesty ဆိုရိုးသားမှုဆိုတာသစ္စာရှိတာနဲ့ပွင့်လင်းမြင်သာဒီမှာဆိုလို့ရှိရင်ဒီပုံလေးထဲမှာကြည့်ခြင်းအပြည့်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲအခုခေတ်မှာဆိုအရန်ပေါ့နော်လူတွေကဟိုအပြင်သွားလာတဲ့အခါမှာဆိုလို့ရှိရင်ပတ်စံကလေးတွေကပြုတ်ကျသွားတယ်ပြုတ်ကျသွားတဲ့အခါမှာဆိုလို့ရှိရင်ကိုကရိုးသားရလေရိုးသားအတွက်ကိုကောင်းရတဲ့ပတ်စံအိတ်ကလေးကိုဘယ်သူမဆိုကွာပတ်စံအိတ်ကလေးကိုတွေးလိုက်တာနဲ့တချို့တွေဆိုလူချင်းနဲ့စိတ်ရှိတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကိုမှကိုယ်တိုင်လည်းတစ္ဆာထားကိုယ်တိုင်တစ္ဆာထားပြီးတော့ကိုမှတစ္ဆာရှိနေဒီဟာလေးတွေကိုပေးလိုက်တာဒီပတ်စံလူပိုင်ရှင်လက်ထဲကိုပြန်အပ်လိုက်တဲ့အခါမှာတဘာသူကလည်းစိတ်ချမ်းသာတယ်ကိုယ်တိုင်ကလည်းစိတ်ချမ်းသာတယ်နော်အဲ့ဒီအရာမျိုးကိုတစ္ဆာရှိရာပွင့်လင်းမြင်သာမှုရှိရာယူတာလို့ခေါ်တယ်ညီမတို့ကနောက်တစ်ခုကကြတော့ဒီဟာဒါလေးကကြောင့်ဆောင်ပုတ်လေးပေါ့နော် honesty is the best policy ရိုးသားမှုကတဲ့အကောင်းဆုံးမူဝါဒတစ်ခုဖြစ်တယ်ဒါလူတဦးတယောက်ဒီပြောမယ်ဆိုလို့ရှိရင်လူတဦးမှာပေါ့နော်ဒီကဘာကြီးတစ်ခုလုံးမှာဆိုလို့ရှိရင်ရိုးသားမှုကတဲ့အကောင်းဆုံးမူဝါဒတစ်ခုဖြစ်တယ်လူတယောက်ရဲ့ဒီမှာဆိုလို့ရှိရင်ဒီပုံလေးဆိုအရင်ရွေးရှင်တယ် lost and found ဆိုတာကကြောက်ပြောက်သွားတဲ့အရာတွေရှိလို့ရှိရင်ပြန်တွေ့တဲ့သူကဒီ box လေးထဲမှာထည့်တာဒါညီမတို့ဒါဥမာဒါပြောပြမယ်ညီမတို့ရှိတင်တယ်ပေါ့နော်စာသင်ခန်းတစ်ခန်းမှာဆိုလို့ရှိရင်လည်း box လေးတွေထားတင်တယ်ပေါ့ခဲတဲ့တချို့ကလေးတွေဆိုလို့ရှိရင်ခဲတဲ့နေပျောက်တာများလေနော်ဘာလို့လဲဆိုတော့ယူရတဲ့သူရှိလို့လေနော်ယူရတဲ့သူရှိလို့ခဲတဲ့နေကပျောက်နေဒါဆိုလို့ရှိရင်ယူရတဲ့သူကရိုးသားမှုမရှိဘူးလို့ပြောရမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့လို box လေးထားလို့ရှိရင်ကိုခဲတယ်မဟုတ်ရင်ကိုမယူဘဲနဲ့ box လေးတွေမှာထည့်လဲတာအဲ့တော့ပိုင်ရှင်ကလည်းကိုပစ္စည်းတွေကိုပြန်ရှာတွေ့ရအဲ့လိုအရာမျိုးတွေပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင် honesty is the best policy ရိုးသားမှုကအကောင်းဆုံးမူဝါဒတစ်ခုဖြစ်တယ်တဲ့ဟုတ်ပြီနော်နောက်တစ်ချက်ကတော့ integrity ဆိုတာက adhering to moral principles and value integrity ဆိုတဲ့အတိုင်းပဲတစ္ဆာရှိရကိုကျင့်တရားနဲ့အခြေခံသဘောတရားကိုလိုက်နာတာကိုကျင့်တရားစောင့်ထိန်တာအခြေခံသဘောတရားကိုလိုက်နာတာကွာလုပ်ငန်းခွင်တစ်ခုမှာဆိုလို့ရှိရင်ဒီကိုကြည့်ခြင်းအဖြစ်ဆိုလို့ရှိရင်လုပ်ငန်းခွင်တစ်ခုစီးပွားရေးတစ်ခုလုပ်တဲ့အခါဆိုလို့ရှိရင်ဟိုပြောမှဆို project တွေအပြိုင်ဆိုင်လုပ်ကြတယ်ငါ project ကိုသူဒီ company ကလက်ခံလာအောင်ဒီလိုမျိုးလက်ခံလာအောင်လက်ထူတာတွေရှိတယ်ဒီဟုတ်တယ်မလားပတ်စံနေပေးပြီးတော့လက်ထူတာတော့ဒါအဲ့လက်ထူတာလက်ခံလိုက်လို့ဆိုရင်ဒါကိုယ့်ရဲ့ကိုကျင့်တရား
ဖောက်ဖျက်လိုက်တာကိုချင်းတရားအဲ့လိုမျိုးပဲကိုချင်းတရားကောင်းမှုอ่ะဒီလိုအခြေခံသဘောတရားလို့လိုက်နာနိုင်မယ်ကိုချင်းတရားကောင်းမှုလဲဆိုတာကိုသစ္စာရှိတဲ့သူတယောက်လို့ပြောလို့ရဒီလိုအရာမျိုးလဲသစ္စာရှိရလို့ခေါ်တယ်နောက်တစ်ခုကကြတော့လေ integrity doing the right thing when no one is watching integrity သစ္စာရှိရဆိုတာဘယ်သူမှကိုစောင့်ကြည့်မနေနဲ့ကိုယ်တိုင်ကကောင်းမှုနဲ့အရာတွေကိုလှုပ်ဆောင်နေရကိုဘယ်သူမှစောင့်ကြည့်မကြည့်ကိုဘယ်သူမှဟိုဖြစ်เสียမလို့ကိုယ်တိုင်ကကောင်းမှုနဲ့အရာကိုလှုပ်ဆောင်နေရမယ်ဒါကိုယ်တိုင်မှာထားတဲ့ကိုယ့်ရဲ့သစ္စာတရားနော်အဲ့လိုမျိုးအရာမျိုးရှိတယ်ねဒါလေးကကြတော့စကားစုလေးပေါ့နော်ဒီမှာတစ်ခုချင်းစီရဲ့ဟိုပြောမယ်ဆိုလို့ရှိရင်စကားစုလေးကိုပြောချင်တာပေါ့နော်နောက်တစ်ခုကကြတော့ respect ဆိုတာက valuing other dignity and rights နော်အဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင် respect ဆိုတဲ့အတိုင်းပဲလေးစားတာတပားသူရဲ့ဂုဏ်သိက္ခာနဲ့ရပိုင်ခွင့်တွေကိုတန်ဖိုးထားတပားသူရဲ့ဂုဏ်သိက္ခာနဲ့ရပိုင်ခွင့်တွေကိုတန်ဖိုးထားတာဒီမှာဆိုလို့ရှိရင်ဟိုပြီးတော့ရည်ကြေးရလည်းပါတာပေါ့နော် respect မှာဆိုလို့ရှိရင်ရည်ကြေးမှုလည်းပါတာပေါ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီမှာကြည့်သူ့ရဲ့ဂုံတိတ်ခါသူ့ရဲ့ရပိုင်ခွင့်မှာဆိုဒီမှာဆိုလို့ရှိရင်အဖွားတွေမှာဆိုလို့ရှိရင်အဖွားတွေအသက်ကြီးရွယ်ဦးဒီမှာဆိုလို့ရှိရင်ကားပဲစစ်စစ်ရထားပဲစစ်စစ်မှာဆိုသူတို့ကအသက်ကြီးရတယ်အဲ့တော့သူတို့ရပိုင်ခွင့်လေးတွေကဘာရှိလဲဆိုတော့အသက်ကြီးရတဲ့အတွက်တာမန်ကလေးတွေလူငယ်တွေလိုမျိုးသူတို့ကြာလေးမရက်နိုင်အဲ့တော့သူတို့မှာနေရာထိုင်နေရပိုင်ခွင့်ရှိရဘာလို့အသက်ကြီးနေသူတယောက်ဖြစ်တဲ့အတွက်သူတို့မှာအဲ့လိုရပိုင်ခွင့်ရှိအောင်ဒီကလေးလေးတွေဆိုလို့ရှိရင်ဒါကသူကလူငယ်တယောက်ဖြစ်တဲ့အတွက်သူကဒီလိုမျိုးအသက်ကြီးနေလို့သူကဦးစားပေးရဲ့အနေနဲ့သူ့ရဲ့ရပိုင်ခွင့်ကိုတန်ဖိုးထားပြီးတော့သူ့နေရာကိုဖယ်ပေးရဒီမှာဆိုလို့ရှိရင်လည်းဆရာမတယောက်ရဲ့တိတ်ခါဆရာမတယောက်ရဲ့ရပါဆိုတော့ဆရာမတယောက်ရပါဆိုတော့လေးစားမှုရှိရမယ်လေဆရာမတွေအပေါ်မှာတပည့်တွေလေးစားခံခွင့်ရှိရတယ်ဆရာမတွေအဲ့တော့ဒီမှာဆိုသူတပည့်လေးကဒါခေါင်းလေးငုံကြိုးနေရဲ့အမူအရာလေးနဲ့သူ့ရဲ့ဆရာမကိုလေးစားမှုပြတာဒါโอเคเนาะအဲ့တော့ respect ဆိုတာ to get it and we must give it အပြန်လဲကိုကဒီလူတယောက်ကိုလေးစားမှုရှိရဲ့တဲ့တက်မိုးထားရဆိုဒီလူကလည်းကိုအဲ့အရာမျိုးထပ်တူပြန်ပေးလိမ့်မယ်ဘယ်သူမဆိုမောပါကိုကလေးစားမှုမရှိရင်သူများလည်းကိုလေးစားမှုရှိမှာမဟုတ်ပြီเนาะအဲ့တော့နောက်တစ်ခုကကြတော့ responsibility ဆိုတာက accountability for one action responsibility ဆိုတာကတာဝန်ရှိမှုလုပ်ရအတွက်တာဝန်ခံမှုတာဝန်ယူမှုရှိရလုပ်ရအတွက်တာဝန်ခံမှုတာဝန်ယူမှုရှိရဘာကိုပြောချင်တာဆိုဒီပုံလေးထဲမှာဆိုကြည့်ပါခလေးလေးတွေမှာဆိုလို့ရှိရင်တန့်ရှင်တဲ့ပုံဝင်ချင်မှာသူတို့မှာနေထိုင်ခွင့်ရှိရအပန်းဖြေပိုင်ခွင့်ရှိရဒါပေမဲ့သူတို့မှာဘာတာဝန်ရှိတယ်ဆိုရင်ဒီပတ်ဝန်းကျင်ကြီးပို့ပြီးတန့်ရှင်အောင်လုပ်ဆောင်ပေးရမယ်တာဝန်တွေရှိရဥပမာတန့်ရှင်ရေးတွေလုပ်ကြမယ်အမိုက်တွေကောက်မယ်ပြီးလို့ရှိရင်တကယ်စီးတွေလှဲကြမယ်နောက်ပြီးတော့အပင်လေးတွေစိုက်ပေးကြမယ်အဲ့ဒီအတွက်သူတို့မှာတာဝန်ခံမှုတာဝန်ယူမှုရှိရနောက်တစ်ခုကကြတော့ဒီပုံလေးတွေမှာဆိုမိသားစုတစုမှာစော့ရဆိုသူတို့လွတ်လပ်စွာပျော်ပါးနဲ့ကစားပိုင်လို့ရှိရဒါပေမဲ့ကစားပြီးတဲ့အခါမှာသူတို့အနေနဲ့ဘာတာဝန်ခံမှုတာဝန်ယူမှုရှိလဲဆိုကိုစော့ပြီးတဲ့အရာလေးကိုပြန်သိမ့်လိုက်တာအဲ့လိုမျိုးသူတို့မှာတာဝန်ယူမှုရှိရဒါကိုစောတဲ့အရာမှာကိုပြန်သိမ်းရသွားဒါသူတို့အတွက်ကတာဝန်ယူမှုရှိရပဲသူတို့အခွင့်အရေးမှာသူတို့ဒီမှာလွတ်လပ်စွာသူတို့မှာစော့ပိုင်မှုရှိရကစားစရာသူတို့စော့ပိုင်မှုရှိရနော်မှာသူတို့စော့လိုက်တဲ့ဟာကိုပြန်သိမ်းရမယ်တာဝန်ယူမှုတာဝန်ခံမှုကလည်းရှိရသူတို့မှာနောက်တစ်ခုကကြတော့ taking responsibility is a sign of success ဒါဆိုလို့ရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိခြင်းကအောင်မြင်မှုရဲ့သင်္ကေတတစ်ခုပဲအောင်မြင်မှုရဲ့လမ်းစာပေါ့ပြောရမယ်ဆိုလို့ရှိရင်ကိုကတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သူတယောက်ဆိုရင်ဒါအောင်မြင်ခြင်းရဲ့လမ်းစာတစ်စုကိုကိုကရောက်နေနောက်တစ်ခုကကြတော့နံပါတ်6အချက်လေးကကြတော့ compassion ဆိုတာက showing kindness and concern for other compassion ကကြတော့ဂရုဏာရှိရသူတစ်ပါးကိုကျင်နာမှုနဲ့ဂရုစိုက်မှုလေးပြတယ်ဒီမှာဆိုလို့ရှိရင်ဒါတာမော်တက်နေခြင်းအတူတူမှာတစ်ဖက်ကမိန်းကလေးပင်မဲ့အားနွဲ့လို့တော့ပဲဟုတ်မယ်ပေါ့နော်မောပတ်လာတဲ့အခါမှာကိုယ့်ရဲ့လက်တစ်ဖက်လေးကန်ပြီးတော့ကိုယ့်ရဲ့ကျင်နာမှုလေးပြကိုယ့်ရဲ့ဂရုစိုက်မှုလေးပြဒီမှာဆိုလို့ရှိရင်လည်းအပြေးပြိုင်နေတဲ့ကလေးလေး2ယောက်ရှိရလမ်းလည်ကောင်မှာချော်လဲနေတဲ့ကလေးလေးကိုဒါသူတို့အပြေးပြိုင်နေပေမဲ့လူသားတယောက်ဖြစ်တဲ့အတွက်သူတစ်ပါးကိုကိုကကျင်နာမှုနဲ့ view ဆိုင်မှုကိုပြတယ်ဒီမှာဆိုလို့ရှိရင်လည်းသူ့မှာရှိရဲ့မုတ်ကလေးနဲ့သူတငယ်ချင်း sharing လုပ်ပြီးတော့ view ဆိုင်တာပြောအောင်လို့သူရဲ့ကျင်နာမှုတွေပေါ့ဒါလေးကတိလေးနေတော့ဒါဒီကလေးအနေနဲ့ဆိုကျင်နာမှုကိုပြတယ်ဒါဆိုလို့ဒါကို compassion လို့ခေါ်တယ်ညီမတို့ကအဲ့တော့ဒီမှာ compassion is the greatest form of love human have to offer ပြောမယ်ဆိုလို့ရှိရင် compassion ရှိတာဂရုဏာရှိရဆိုတာကလူသားတယောက်မှာရှိတတ်တဲ့အကြီးမားဆုံးချစ်ခြင်းတရားတစ်ခုပဲပေါ့ဂရုဏာရှိရဆိုတာဒီလူပေါ်မှာချစ်ခြင်းတရားတစ်ခုရှိရတယ်ဒါအကြီးမားဆုံးအမှုမြတ်ဆုံးအရာတစ်ခုပေါ့နော်နံပါတ်9အချက်လေးကကြတော့ fairness treating others justly and without bias
fairness ဆိုတာမျှတတာသူတစ်ပါးကိုတရားမျှတစွာဗလိုက်မှုကင်းစွာဆက်ဆံခြင်းလို့ခေါ်တယ် equality နဲ့ equity တန်းတူညီမျှဆက်ဆံတာလို့ခေါ်တယ်တနည်းအားဖြင့်ဆိုလို့ရှိရင်ဗလိုက်မှုမရှိဘဲနဲ့တန်းတူညီမျှဆက်ဆံတာမိသားစုတစ်စုမှာဆိုရင်တာသမီ2ယောက်ရှိတယ်တစ်ယောက်ကတော့စာတော်လို့ဒီတာသမီကို supporting များများပေးရအဲ့လိုမဟုတ်ပါဘူးဒီကလေးကတော့စာမတော်လို့သူ့အဲ့လောက်သူကအများကြီးပေးလဲသူကအများကြီးရမှာမဟုတ်အဲ့တော့ငါတို့သူ့ကိုထားလိုက်တော့မယ်စာတော်တဲ့ကလေးကိုပဲ supporting များပေးမယ်ဒါဆိုဒါပဲမဖြစ်မျှတမှုမရှိဘူးဗတ်လိုက်တာအဲ့လိုမျိုးယူဆရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ညီတူညီမျှနဲ့ဆက်ဆံပေးရတယ်စာတော်တဲ့ကလေးလည်းစာတော်လျောက်ဆက်ဆံနေဆိုမဲ့စာမတော်တဲ့ကလေးမှဆိုလဲစာမတော်တဲ့လျောက်ကဆက်ဆံမှုပြဒီကလေးလေးအပေါ်အဲ့တော့ fairness ဆိုတဲ့အဓိပ္ပာယ်က everyone have the same chance to succeed that what they need be treated equally ဒီမှာဆိုလို့ရှိရင်လူတိုင်းမှာအခွင့်အရေးတန်းတူရှိသင့်ပါတယ်အောင်မြင်မှုရှိရမယ်လိုအပ်တဲ့အရာကိုရနိုင်မဲ့အခွင့်အရေးရှိရမယ်ပြီးတော့တယောက်ကိုတယောက်ညီတူမျှတူဆက်ဆံတတ်ကြမယ်ဟိုကโอเคเนาะအဲ့လိုမျိုးဒါလှုပ်ဆောင်နိုင်တယ်ဆိုဒါတရားမျှတမှုရှိတာမျှတမှုရှိတယ်လို့ခေါ်တယ်အဲ့တော့ညီမအနေနဲ့ပြောချင်တယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီလူတယောက်မှာပေါ့နော်ဒီဘာသာရပ်မှာသင်ကြားရတဲ့အခါမှာလူတယောက်မှာရှိတင်ရှိတိုက်တဲ့အခြေခံသဘောတရားလေး9ချက်ကိုကိုကကောင်းကောင်းနားလည်ပြီးတော့ကိုနားလည်လိုက်နိုင်ကျင့်သုံးတတ်လာလိမ့်မယ်နော်အဲ့ဒါလေးကအခြေခံသဘောတရားလေး9ချက်ကိုပြန်ပြီးတော့ပြောပြချင်ပါတယ်နံပါတ်1ချက်လေးက empathy စာနာမှုနံပါတ်2က honesty ရိုးသားမှုနံပါတ်3က integrity သစ္စာရှိမှုနံပါတ်4က respect လေးစားမှုနံပါတ်5ကျတော့ responsibility တာဝန်ရှိမှုနဲ့နံပါတ်6က compassion ကရုဏာရှိမှုနဲ့နောက်ဆုံးတစ်ခုကကျတော့ fairness မျှတမှုဆိုပြီးတော့9ချက်ရှိတယ်အဲ့တော့ဒီဗီဒီယိုလေးကြည့်နေကြတဲ့သူတွေအားလုံးပဲဆိုလို့ရှိရင်ဒီ9ချက်ကလေးကိုလိုက်နာပေးကြပါဘောเนาะလိုက်နာပြီးတော့ကိုတိုင်းကလည်းလိုက်နာပေးပါကိုတိုင်းကလည်းဆောင်ရွက်ပေးပါကိုတိုင်းကလည်းပြင်ပြီးတော့ sharing လုပ်ပေးပါကိုရဲ့သားသမီးတွေအပေါ်မှာပဲဖြစ်တုံ့ဝင်ခြင်းပေါ်မှာဖြစ်ဒီအချက်ကလေးတိုင်းကိုကနေထိုင်တတ်အောင်စူးစမ်းပေးပါနေထိုင်ပေးပါပေါ့เนาะအဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူတွေအားလုံးညီမကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆိုလို့ရှိရင်လည်းဒီຢာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးကြလေးအများကြီးရှိပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးကိုလည်းအဆက်မပြတ်ဆက်ပြီးတော့ကြည့်ရှုပေးကြပါအားလုံးပဲ bye bye